အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့ဒီလန်ဆန်းရေခဲမုံဆက်တွေပေါ့နော်လန်ဆန်းရေခဲမုံဆက်တွေဒါရောင်းချပေးမယ်အစီအစဉ်လေးကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်အိမ်ကိုရောက်တာနဲ့တပြိုင်နက်တည်းရေခဲမုံကိုတစ်ခါတည်းရောင်းချလို့ရတဲ့ဆက်တွေရအောင်ကျွန်တော်တို့ဒါစီစဉ်ဆောင်ရွက်ပေးတာဖြစ်ပါတယ်လန်ဆန်းရေခဲမုံဆက်တစ်လုံးကိုဝယ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုဖရီဇာတစ်လုံးလက်ဆောင်ပါပါမယ်နောက်တစ်ခုကဒီရေခဲမုံခတ်တဲ့နေရာမှာအသုံးပြုတဲ့ဇွန်ကြီးတစ်ခုပါလိမ့်မယ်နောက်ကျွန်တော်တို့ဒီခွက်ထဲမှာခတ်တဲ့ဒီလိုမျိုးပေါ့နော်ဒီတတ်ထုရေခဲမုံခတ်ဆောင်တစ်ခုပါမယ်နောက်တစ်ခုဒီကော်ဒလဲကျွန်တော်တို့ထိုးချပေးတဲ့အရာလေးတစ်ခုပါမယ်နောက်တစ်ခုကရေခဲမုံပြုတ်လို့တဲ့နေရာမှာအသုံးပြုလို့ရတဲ့ ready made ထုတ်တစ်ထုပ်လေးတဲ့ကျွန်တော်တို့လက်ဆောင်ထည့်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကရေခဲမုံထည့်လို့ရတဲ့ရေခဲမုံစီဒါ2စီပေါ့နော်ဒီမှာတော့1စီပဲကျွန်တော်ပြပေးထားတယ်2စီဒါကျွန်တော်တို့လက်ဆောင်ထည့်ပေးထားမှာဖြစ်ပါတယ်ရေခဲမုံဆက်လန်ဆန်းရေခဲမုံဆက်တစ်လုံးကိုဝယ်လိုက်တာနဲ့ဖီဇာတစ်လုံးပါမယ်ရေခဲမုံ ready made လို့ရမယ်တစ်ခုပါမယ်နောက်တစ်ခုရေခဲမုံခတ်စွန်းတွေပါမယ်နောက်တစ်ခုရေခဲမုံစီတွေပါမယ်အိမ်ကိုရောက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဘာမှလုပ်စရာမလိုဘဲနဲ့လျှက်စစ်မီးရှိရဲမီးစက်တိုင်တဘူ9ကီလိုလောက်ရှိတာနဲ့တပြိုင်တည်းပဲကျွန်တော်တို့ရဲ့လန်ဆန်းရေခဲမုံဆက်ကနေမှရေခဲမုံတွေလည်းတကူထုတ်လို့ရောင်းချလို့ရပါလိမ့်မယ်ကျွန်တော်အရင်နည်းလေးနည်းနည်းလေးနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်နေတယ်ဆိုရင်တော့လန်ဆန်းရေခဲမုံဆက်တွေကိုဝယ်ယူဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ကျွန်တော်နေတာဆိုလို့ချင်းလန်ဆန်းရေခဲမုံဆက်မှာလက်ဆောင်ပေးတဲ့အစီအစဉ်ဒီပထမအဦးဆုံးဝယ်ယူတဲ့အယောင်90ပဲဒါကျွန်တော်တို့ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လက်ဆန်းရေခဲမုံဆက်တွေကိုအများဆုံးဝယ်ယူထားကြဖို့တိုက်တွန်းလိုပါတယ်ရေခဲနဲ့စာလုံးဝအသုံးပြုစရာမလိုဘဲနဲ့လျှက်စစ်ပလက်ပေါက်ထိုးလိုက်တာနဲ့ဒီဇိုင်းတစ်ထက်ပဲအော်တိုရေခဲမုံတွေကိုရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရေခဲမုံဆက်တွေကြာချင်းဒီမိနစ်40နဲ့50ကြားထဲမှာကျွန်တော်တို့ဒါခွက်ကြီး120စီလိုပြောရင်ဒါမျိုးစီ2စီတွဲနဲ့ရရှိတဲ့ဆက်တွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ဆောင်ပစ္စည်းလေးတွေရရှိအောင်အမြန်ဆုံးပဲ order တင်မှာယူနိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်လည်းပြောကြားလိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်